Hello အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော် chapter 8အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ် chapter 8မှာကကျွန်တော်ကဒီ option trading strategy အကြောင်းကိုအဲ call option ဘက်ကနေပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ် option နဲ့ share ဝယ်တာကဘာတွေကွာခြားလဲဆိုတော့ဥပမာဒီမှာ MU macro technology အကြောင်းနဲ့ပြောရမယ်ဆိုလို့ရှိရင်အခုချိန်ဈေးကသူက220နဲ့240နဲ့ကြားထဲမှာရှိနေတယ်ကဲ၍ကျွန်တော်က MU ကို share 100ဝယ်လိုက်တယ်220ဈေးနဲ့ဝယ်လိုက်ပြီးတော့ဒီ report annual report ကဒီဇင်ဘာ18ရက်နေ့မှာထွက်ဖို့ရှိရပါဗျာအဲ့တော့ဒီ annual report ထွက်တဲ့ချိန်ကျွန်တော်250နဲ့ရောင်းလိုက်မယ်ဆိုလို့ရှိရင်1 share ကိုဒေါ်လာ30မြတ်မယ်အဲ့100 share ကိုတော့ဆိုတော့ဒေါ်လာ3000ရမယ်ပေါ့ဗျာအမြတ်အနေနဲ့ဒေါ်လာ3000ရဖို့ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်က2000နဲ့2000ရင်းရမယ် option ကကြတော့ဒီ premium ဘိုးပဲပေးရတယ်2000 2000ရင်းစီရမလို့ဒါပေမဲ့ဒီ option ကကြတော့ကိုရွေးရဲ့ strike price နဲ့ expiry date ပေါ်လဲမူတည်တည်းရပါဗျာဒါပေမဲ့များတော့အဖြစ်ကတော့2000 2000အောက်မှာပဲရှိရပေါ့တခါလေကြောင်းရှင်လည်းဒီမှာ premium ဘိုးက2000လောက်ပဲရှိရပါဗျာအဲ့တော့ call option ရဲ့ risk ကဘာလဲဆိုတော့ထင်ထားတဲ့လိုဖြစ်မလာဘူးဆိုလို့ရှိရင် premium တန်ဖိုးကတဖြည်းဖြည်းကျသွားပြီးတော့ဒီတီတာလို့ခေါ်ရဲ့ time decay ကြောင့်လဲဒီ expiry date နားနီးလာလို့ရှိရင်တန်ဖိုးကတဖြည်းဖြည်းနည်းလာတယ် expiry ဖြစ်တဲ့နေ့မှာမှ break even ဈေးမကျော်သေးဘူးဆိုလို့ရှိရင် option ကတန်ဖိုးမရှိတော့နောက်တစ်ခုကကြတော့ဒီ market point တဲ့အချိန်မှာပဲ option ကို trade လုပ်ရတယ်အဲ့တော့ဈေးမကျခင်ထုတ်လို့လည်းမရအောင်အထူးသဖြင့်ဒီ post market မှာ annual report ထွက်တဲ့အချိန်မှာပေါ့ဗျာအဲ့လိုရောင်းလို့မရဘဲနဲ့နောက်တစ်နေ့ market point မှာလည်းရောင်းလို့ရတယ်တခါတလေ stock ဈေးကျလာလို့ရှိရင်လည်းဒီ option ကနစ်နာသွားတယ်ပေါ့ဗျာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်က annual report ထွက်တဲ့နေ့ဆိုလို့ရှိရင်ကျွန်တော် market မပိတ်ခင်ဈေးအမြင့်ဆုံးအချိန်မှာကျွန်တော်ကရောင်းနေရှိရပေါ့ share ကကြတော့ဒီဈေးပြန်တက်လာတဲ့အထိအဆောင်ပြီးပါရောင်းလို့ရတယ်ပေါ့ဗျာအဲ့တော့ဒီမှာကျွန်တော်ကဒီ data နဲ့တည်တာလို့ခေါ်ရဲ့အခေါ်အဝါနှစ်ခုကိုလည်းကျွန်တော်တို့ကတည်ထားရမယ်အဲ့တော့ data ကဘာလဲဆိုတော့ဒီ stock price ဒေါ်လာပြောင်းတိုင်းဒီ premium ရဲ့တန်ဖိုးပြောင်းတဲ့နှုန်းပေါ့ဗျာအဲ့တော့ဒီမှာတည်တာကြတော့နေ့စဉ်နဲ့အမျှမှာတန်ဖိုးဆုံးရှုံးတဲ့နှုန်းပေါ့လို့ရှိရင်ကျွန်တော်တို့ကဒီ in the money လို့ at the money လို့ off the money လို့ကိုလည်းတည်ထားရမယ်ဒီအစိမ်းအောင်လိုင်းကကြတော့ဘာလဲဆိုတော့ဗျာဟိုဟာဒီ stock ရဲ့ trend လို့ပဲသဘောထားလိုက်အဲ့တော့ဒီမှာ call option ဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီ current price ကဒီ downline မြင်ပါဗျာအဲ့တော့ဒီ current price ရှိတဲ့နေရာကိုကျတော့ကျွန်တော်တို့ at the money လို့ခေါ်တယ် current price ရဲ့အထက်ကိုကျတော့ကျွန်တော်တို့ out of the money လို့ခေါ်တယ်ပြီးရှင် current price out ဘက်ကိုကျတော့ in the money လို့ခေါ်ရပေါ့ put option အတွက်ကျတော့ဒီ call option နဲ့ဆန့်ကျင်ဘက်ပြီးတော့နောက်ထပ်တစ်မျိုးကဈေးအတက်အကျ live stream trade လုပ်လို့ရတယ်ဒါကခုနကကျွန်တော်အပေါ်မှာပြောခဲ့ရတဲ့လိုပဲဈေးကိုမှန်းပြီးတော့ strike price ကို set လုပ်ပြီးတော့ call option ဝင်ရပါပဲဒါပေမဲ့ expiry date ကကျတော့ကျွန်တော်က2လ sorry 2ပတ်1လဒါမှမဟုတ်3လခွာပြီးတော့ဝယ်ရပေါ့ဒီနေရာမှာကျွန်တော်ဘာလို့3မျိုးပြောလဲဆိုတော့ပုံမှန်အဖြစ်3လတစ်ခါ annual report ထွက်တယ်ထွက်ပြီးလို့ရှိရင်ဈေးပြုတ်ကျသွားတတ်တယ်ပေါ့ဥပမာဒီလက်တလောကဆိုလို့ရှိရင်မာတာကတော့ဒီ annual report ထွက်ပြီးတော့ဈေးကပြုတ်ကျသွားတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့နောက် annual report ထွက်မဲ့ရက်ကိုမှန်းပြီးတော့ကျွန်တော်က call option ကိုဝယ်လို့ရတယ်မှ MU ဆိုလို့ရှိရင်လည်းဒီဒီဇင်ဘာ18မှာ annual report ထွက်မှာပါဗျာအဲ့တော့ကျွန်တော်လောလောဆယ်တော့250လောက်ရောက်မယ်လို့ကျွန်တော်မှန်းထားတယ်အဲ့တော့ဒီဇင်ဘာ18ရက်နေ့ရှိရဲ့အပတ်သေးကတောက်ကြနေ့ဖြစ်တဲ့ဒီဇင်ဘာ18ကိုကျွန်တော်က sorry expiry date လို့ကျွန်တော်ကရွေးလိုက်တယ်ပြီးလို့ရှိရင် strike price ကိုကျတော့250ဒါမှမဟုတ်လို့ရှိရင်အကြိမ်ကိုက premium ကြီးမြန်မာတက်နိုင်လို့ရှိရင်250နဲ့ current price နဲ့ဂျားတဲ့ရှိရဲ့ဟာကိုကျွန်တော်ကရွေးလို့ရတယ်ပေါ့ current stock price နဲ့နီးလို့ရှိရင်တော့ပိုကောင်းတယ်ပေါ့ဗျာ premium လည်းတော်တော်လေးပေးရပါတယ်ဂျားထဲမှာဈေးကျသွားလို့ရှိရင်လည်းကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ဒီ call option ကိုထပ်ပြီးတော့ဝယ်ပြီးတော့ average cost ဆွဲချလို့ရတယ်
ဒီ average cost ကကြတော့ကျွန်တော်နောက်မှထပ်ပြောပြပါမယ်လို့ရှိရင်ဒီကြားထဲမှာဈေးတက်လာလို့ရှိရင်လည်းကိုနောက်ဝယ်ထားတဲ့ဟာကိုလည်း profit ယူတဲ့အနေနဲ့ရောင်းထုတ်လိုက်လို့ရတယ် swing trade လိုမျိုးလည်းလုပ်လို့ရတယ် swing trade ကိုကြတော့တစ်လားတောင်ရှိရင်နှစ်ပတ်ပဲခွာပြီးတော့လည်းလုပ်ချင်လုပ်ရတယ်နှစ်ပတ်ခွာရတာကကြတော့ high risk high return ပေါ့ကျွန်တော်တရဲ့ဈေးတက်နိုင်ချေရှိရဲ့တည်မျိုးထွက်လို့ရှိရင်ဒီ premium နည်းနည်းနဲ့ buy call လုပ်လို့လည်းရသေးတယ်တလားဆိုလို့ရှိရင်တော့ premium နည်းနည်းပို့ပေးရတယ်အခုမှဆန်းလုံးမဲ့လူတွေကြတော့ expiry date နည်းနည်းဝေးဟောင်ရွေးတော့ပိုကောင်းတယ်ပေါ့ဗျာဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမူမူကနေပြီးတော့ screenshot ယူထားရအဲ့တော့ဒီမှာဘာတွေ့ရမလဲဆိုတော့ MU မှာကျွန်တော်တို့ကဒီ expiry date က November 14ကုန်မဲ့ဟာပေါ့အဲ့ဟိုမှာကျွန်တော်ကဒီ strike price 220ကိုကျွန်တော်ကရွေးထားတယ်။ဒါဆိုရှင်239.5ဒါဆို250ပေါ့။ခုလက်ရှိဈေးကတော့239.9ပေါ့။အဲ့တော့ဒီဟာကြတော့ in the money ဒီဟာကြတော့ at the money ဒီဟာကြတော့ off the money ပေါ့ဗျာ။အဲ့ကျွန်တော်တို့ဒီမှာကြည့်ရမယ်ဆိုလို့ရှိရင် data ကကြတော့သူကတစ်ခုနဲ့တစ်ခုကမတူဘူး။လို့ရှိရင်ကျွန်တော်ဒီ in the money အတွက်ကြတော့1985ကျပ်ရင်းထားရမယ်။at the money ကကြတော့880ကျပ်။ out the money ဆိုလို့ရှိရင်ကျွန်တော်က400လောက်ပဲပေးရတယ်ပေါ့ဗျာ။အဲ့တော့ဒီ current price ကနေပြီးတော့$5ဈေးတက်ခဲ့မယ်ဆိုလို့ရှိရင်ဥပမာဒီမှာ243ရောက်ခဲ့ဆိုလို့ရှိရင်ဒီပထမအဦးဆုံး contract အတွက်ကျွန်တော်ကဘယ်လောက်အမြတ်ရမလဲဆိုတော့သူက418.18ဒီprofit ရမယ်ပေါ့ဒီ data နဲ့တွက်လို့ရှိရင်အဲ့လောက်ရတယ်ပြီးရင်ဒီအလဲကောင်းဟာကြတော့264ရတယ်ပေါ့ဒီဘက်ဟာကြတော့153ရတယ်ပြီး percentage နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ကဒီ off the money ကိုရွေးရဆိုလို့ရှိရင်ဒေါ်လာ400လောက်ပဲရင်းရပြီးတော့ဒီမှာ38ရာခိုင်နှုန်းကျွန်တော်က profit ရတယ်ပေါ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ off the money ကိုမှဒီ current stop price နဲ့နီးရဲ့ဟာကိုကျွန်တော်က strike price အနေနဲ့ယူပြီးတော့ပဲကျွန်တော်ဝယ်တယ်တချို့လူတွေကကြတော့ဒီ leap ရေပါပေါ့ leap ဆိုတာကတော့ဥမာတစ်နှစ်လောက်ဝေးရဲ့ expiry date ကိုရွေးပြီးတော့call option ကိုဝယ်လူတွေကြတော့ညာတော့အဖြစ်တော့ in the money ကိုရွေးကြရဲပေါ့ဒါကတော့တယောက်နဲ့တယောက်လုပ်ပုံမတူတော့ကို strategy နဲ့ကိုပေါ့ဗျာအဲ့တော့အကယ်၍ကိုကအကောင်လုံးလေးလာပြီးသွားပြီဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့ဟာကိုလုပ်နိုင်တယ်ပေါ့လို့ရှိရင်ကိုကြည့်နေတဲ့ stock ကပုံမှန်ဆိုလို့ရှိရင်ဘယ် range ထဲမှာပဲရှိမလဲဆိုတာကိုကြည့်ပါဒါကတော့ကျွန်တော် chapter 7မှာကပါလုပ်ပေးပြီးပါပြီအဲ့တော့ဈေးကျနေပြီဆိုလို့ရှိရင်ပြန်တက်တော့မယ်လို့ထင်တဲ့အခါကျလို့ရှိရင်ကျွန်တော်က buy call ဆောက်လုပ်လို့ရတယ်ဈေးပြန်ကျနိုင်ချေရှိပြီထင်တယ်ဆိုလို့ရှိရင်ဝယ်ထားတဲ့ call option ကိုရောင်းပြီးတော့ put option ကိုနောက်ထပ်ဝယ်လို့ရသေးတယ်ပြန်တက်ခံနေကြလို့ရှိရင်ဒီ put option ကိုပြန်ရောင်းရတယ်ဒီမျိုး buy call နဲ့ buy put နှစ်မျိုးလုံးမလုပ်တတ်သေးဘူးဆိုလို့ရှိရင်တော့ဈေးအကျကိုစောင့်ပြီးတော့ပဲဒီ buy call လုပ်ပေါ့ဗျာအဲ့တော့ဆက်လုပ်ချင်းရတော့တစ်ဖက်ပဲလုပ်ပေါ့ကျွမ်းတော့ပြီဆိုလို့ရှိရင်တော့ဒီနှစ်ဖက်စလုံးလုပ်လို့ရတယ်ပေါ့လို့ရှိရင်ဒီ option ရဲ့ premium ဘိုးကို average ဆွဲချရနေပေါ့ဒီမှာပုံထဲမှာဆိုလို့ရှိရင်ကျွန်တော်ကနိုဝင်ဘာ28ရက်နေ့မှာကုန်မဲ့ contract ပေါ့ဗျာကျွန်တော်ရဲ့ strike price ကတော့240ပေါ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ31ရက်နေ့10လပိုင်းမှာကျွန်တော်ကပထမအဆုံးခွဲလိုက်တယ်ဒီညမှာပေါ့ပြီးတော့ဈေးတက်တယ်ပြီးတော့ဈေးကရုတ်တရက်ကျသွားတယ်အဲ့တော့ဈေးကျသွားလို့ရှိရင်ကျွန်တော်ကဘာလုပ်လဲဆိုတော့ average stretcher ရဲ့အနေနဲ့နောက်ထပ် buy the day လုပ်လိုက်တယ်။မှာ4ရက်နေ့နိုဝင်ဘာမှာကျွန်တော်နောက်ထပ်9.35ပေးပြီးတော့ဝယ်လိုက်တယ်။နောက်ကျွန်တော်ရဲ့ average ကကျတော့ဒီအလယ်ကောင်လောက်ဖြစ်သွားရဲ့ပေါ့ဗျာ။ပြီးတော့ဈေးကနောက်လေးကျတော့ပြန်တက်သွားတယ်။အဲ့ဒီခေတ်ကျတော့ရှိရင်ကျွန်တော်ကဒီဈေးတက်တဲ့အချိန်မှာပြန်ရောင်းမယ်ပေါ့ဒါမျိုးပေါ့။ပြောချင်တာကကျတော့ကျွန်တော်တို့ပုံမှန် share ကို average cost ဆွဲချရဲ့ပုံစံမျိုးပဲ same expiry date same strike price
ဒါမျိုးပဲကျွန်တော်ကနောက်ထပ်ထပ်ဝယ်လိုက်တယ်အဲကြောင့်ရှိရင်ကျွန်တော်ရဲ့ premium တန်ဖိုးကတဝက် average ပေါ့နော်ဒီနှစ်ခုရဲ့ average ဆိုတော့တဝက်လောက်ရောက်ရတယ်ပေါ့အဲ့တော့ဘယ်လို stock တွေကိုရွေးပြီးတော့ buy call လုပ်တင်တယ်ပေါ့အရင်ဆုံးကျွန်တော်တို့သိထားမှာက popular ဖြစ်တဲ့ company ဖြစ်ရမယ်လို့ရှိရင်အရေးပါတဲ့ company ဖြစ်ရမယ်ဒါအရေးပါတယ်ဆိုတာကဒီ future မှာအရေးပါတဲ့ဟာပေါ့လို့ရှိရင် annual report ကောင်းမဲ့ company မျိုးဖြစ်ရမယ်ဒါမျိုးရင်းနဲ့ပြည်စုံတဲ့ company မျိုးက annual date နဲ့နီးလာလေဈေးကတဖြည်းဖြည်းတက်လာနေပဲဘာလို့လဲဆိုတော့လူတွေက annual report ကောင်းမယ်လို့ထင်ပြီးတော့များများဝယ်ကြတယ်ဒါတော့ annual report ထွက်မဲ့နေ့နားလဲရောက်တော့ဈေးကတဖြည်းဖြည်းတက်သွားရပေါ့ဒါမျိုးပေါ့ဒါဆိုရှင်ကျွန်တော်တို့အဲ့အမျိုးကို call option ဝယ်တည်တယ်အဲ့တော့ဒီမှာ annual report ထွက်လို့ရှိရင်ဘယ်ဈေးရောက်မလဲကိုကျွန်တော်ကမှန်းပြီးတော့ strike price ကိုဆက်လုပ်မယ် strike price ကဘယ်ဈေးအထိတက်မလဲဆိုတာကတော့မှန်းပြီးတော့ဆက်လုပ်တာပေါ့လို့ off the money ဖြစ်တယ်ပေါ့လို့ရှိရင်ဘယ်အချိန်မှာဝယ်ဈေးသက်သာဆုံးဖြစ်မလဲပေါ့ဒါကတော့ခွာကိုဘယ်ဈေးရောက်နိုင်မလဲကိုမှန်းထားပြီးပြီဆိုလို့ရှိရင်ဈေးကျပြီးတော့ dip ဖြစ်သွားတဲ့အချိန်မှာကျွန်တော် call option ဝယ်ပေါ့ဗျာအဲဆိုရင်ပုံမှန်ထက် premium ကိုတက်တာရပေါ့ဒါတော့ profit အကြောင်းပြောနေနေ percentage ဘယ်လောက်ဆိုထုတ်တင်လဲပေါ့ဗျာအဲ့တော့ကိုက expiry date ဝယ်ထားလို့ရှိရင်ဒီ stock ကလည်းဆက်တက်နိုင်တယ်ဆိုလို့ရှိရင်ပေးတတ်ထားပါဗျာမရောင်းနဲ့ပဲမရောင်းမဲနဲ့ကျွန်တော်ကဘာလုပ်လို့ရလဲဆိုတော့ဒီရုပ်တရက်စီကျတာကိုစိုးရိမ်လို့ရှိရင်ကျွန်တော်ကဒီ stop loss ခံထားလို့ရတယ်ပေါ့တပတ်နှစ်ပတ်ပဲချတော့တဲ့ဟာမျိုးဆိုလို့ရှိရင်တော့မြက်တာနဲ့ရောင်းလို့ရတယ်ပေါ့ဗျာဒီမျိုးရောင်းတဲ့အခါမှာကိုကအနည်းဆုံးအဲဒေါ်လာ20နဲ့50လောက်ရလို့ရှိရင်လည်းမဆိုးပါဗျာဘာလို့လဲဆိုတော့ကိုကလောက်တက်တယ်ဆိုလို့ရှိရင်အမြဲတမ်းဝယ်လိုက်ရောင်းလိုက်လုပ်လို့ရတယ်အဲဒီမှာအပြစ်တွေတဖြည်းဖြည်းစုသွားပြီးတော့နောက်ပိုင်း premium များတဲ့ဟာတွေကိုကဝယ်စုသွားနိုင်တယ်ပေါ့ဗျာပြောရှင်ရင်ဘယ်လောက်ပြန်ရမလဲဆိုတော့ expiry date ဝေးနေတော့ဒီ150နာကတ်သွားလေဒါမှမဟုတ်ရှင်ကြော်သွားပြီးတော့တက်ရင်တက်တော့ကျွန်တော်က premium တန်ဖိုးကတဖြည်းဖြည်းများသွားတယ်ဒါကတော့ကျွန်တော်ဒီ micro technology ကို150ရောက်မယ်လို့မှန်းထားတဲ့အတွက်ကျွန်တော်ရဲ့ကျွန်တော်က150ကို strike price အနေနဲ့ရွေးထားပြီးတော့ကျွန်တော်ကဝယ်ထားရပါဗျာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ micro technology ကို26ရက်နေ့9လပိုင်းကုန်မဲ့ဥစ္စာကိုကျွန်တော်က160 strike price ရွေးပြီးတော့ကျွန်တော်ဝယ်ထားတယ်ဒါက8လပိုင်း17ရက်နေ့မှာကျွန်တော်ဝယ်ထားရဖြစ်တဲ့အတွက်အဲ့အတွက် average price က123ပဲရှိသေးတယ်အဲ့ဒီအချိန်မှာကျွန်တော်က160ရောက်နိုင်တယ်လို့မှန်းထားပြီးတော့ကျွန်တော်က strike price အနေနဲ့ရွေးပြီးတော့ကျွန်တော်ဝယ်လိုက်တယ်ရွေးလိုက်တော့ဘာဖြစ်သွားလဲဆိုတော့ annual report လည်းထွက်ခံနေရရောဒီ160ကိုကျော်သွားပြီးတော့ကျွန်တော်အမြင့်အကဘယ်လောက်ရပါလဲဆိုတော့1126% ရပါတယ်ဒါမျိုးပေါ့ဒါတော့ဒီစက်တင်ဘာ23မှာ annual report တို့ထွက်သွားတယ်ပေါ့ဗျာဒါမျိုးပေါ့အဓိကကိုကဒီ annual report ထွက်ခံပြီးဘယ်ဈေးရောက်နိုင်မလဲဆိုတာကိုသိထားလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးကြိုပြီးဝယ်ထားလို့ရတယ်လို့ရှိရင်လည်းဈေးကျသွားတဲ့အချိန်တွေမှာလိုက်ဝယ်ထားလို့ရတယ်ပေါ့ဗျာရှုပ်တွေကအခုမှဒီ buy call option ကိုစပြီးလေ့လာနေပြီပေါ့အရင်ကတော့မလုပ်တတ်သေးတော့ကကျတော့ share တွေဝယ်ပြီးတော့ option selling တွေပါလုပ်တယ်ပေါ့ဗျာကျွန်တော်ဒီမှာပြောချင်တာတော့ဒီ option selling ကိုမကောင်းလို့မပြောလို့သူ့နေရာနဲ့သူကန့်ညီ strategy ကို apply လုပ်တတ်ဖို့ပဲလိုရပေါ့လို့ရှိရင်ဒီမှာဆိုလို့ရှိရင်တခြား strategy တွေလည်းရှိသေးတယ်ပေါ့ဒါတော့ကျွန်တော်အသေးစိတ်ကပါမလုပ်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ buy option buy call option ဘက်ကိုပဲကျွန်တော်အဒီကရှင်းပြပေးရဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီတစ်မျိုးတည်းကိုပဲလုပ်တယ် call option နဲ့ put option ကိုပဲကျွန်တော်အဒီကဝယ်တယ်ပြီးပြန်ရောင်းတယ်ပေါ့ဗျာဆိုတော့ chapter 8ကလည်းဒီမှာပဲပြီးသွားပါပြီအားလုံးပဲ good luck ပါ